iPhone ခိုင်ပြီးဒီချက်လေးတွေတည်ထားရင်သုံးရတာထားကြပြီး personal quality ကိုအဆင့်မြင့်ပြီးသားဖြစ်စေမှာပါနံပါတ်1ဗီဒီယိုရိုက်ရင် photo ရိုက်နည်းကင်မရာဖွင့်ပြီးဗီဒီယိုကို online ဘေးမှာဖြူအောင်ရှက်တာလုံးလေးပေါ်လာပြီဆိုရင်ဗီဒီယိုမရက်ဖဲ photo ရိုက်လို့ရပါပြီနံပါတ်2ဖုန်းရဲ့ကြောဘက်ကိုနှစ်ခါထိပြီး screenshot ရိုက်နည်း setting accessibility တက်လေးတဲကဘတ်တက်ထဲကိုဝင်ဒါဘတ်တက်ဆိုတဲ့နေရာမှာscreenshot လေးကိုရွေးပေးလိုက်ရင်ရပါပြီရှင်နံပါတ်3 screenshot ပြည့်စုံသိမ်းပြီး website တစ်ခုလုံးကို screenshot တစ်ခုထဲနဲ့သိမ်းခြင်းရင် screenshot ရိုက်ပြီး full page လေးကိုရွေးပေးလိုက်ရင်ရပါပြီရှင်နံပါတ်4 photo ထဲကစာကို copy လုပ်နည်းပုံမှာပါတဲ့စာကိုလက်နဲ့ပြန်မြိုက်ခြင်းရင် photo ကိုဖွင့်ပြီးတော့စာကိုလက်နဲ့ဖိထားလိုက်ရုံနဲ့ copy လုပ်လို့ရပါပြီရှင်နံပါတ်5စာရိုက်ရင်ကာစာရွှေ့ရတာအဆင်မပြေဘူးလားဒါဆိုရင်တော့ keyboard ရဲ့ space bar ကိုဖိထားပြီးတော့ကိုလိုချင်တဲ့နေရာကိုကာစာရွှေ့လို့ရပါတယ်နံပါတ်6 application တွေကို Face ID လော့ချနည်းကိုမကြည့်စေချင်တဲ့ app icon ကိုဖိထားပြီးတော့ require Face ID ကိုရွေးပြီးသွားရင်ကိုယ့်ရဲ့ face လေးပြလိုက်ရင်ရပါပြီရှင်နံပါတ်9 screen recording မှာကိုယ့်တန်ပါအောင်လုပ်နည်း screen recording ရိုက်ရင်ကိုယ့်တန်ပါခြင်းရင် control center ကိုဆွဲချ screen record ကိုဖိထားပြီးတော့ microphone ကိုရွေးပေးလိုက်ရင်ရပါပြီရှင်နံပါတ်10ကင်မရာကို lock screen ကနေအမြန်ဖွင့်နည်းဖုန်းကို unlock လုပ်စရာမလိုပဲကင်မရာအမြန်ဖွင့်ခြင်းရင် lock screen ကကင်မရာကိုဖိထားလိုက်ပါအခုလိုမျိုး iPhone နဲ့ပတ်သက်တဲ့ tip and trick တွေကိုအမြဲတင်ပေးမှာဖြစ်လို့ page လေးကို follow လေးလုပ်ခဲ့ဖို့မမေ့နဲ့နော်